Hello kids algebra ပေါ့နော် method 1 2နဲ့တွက်ပြပါမယ်အခုဒီမှာဆိုရင်2x + 1 equal to 8ဆိုတော့2ကိုဝင်မြောက်မယ် 2x + 2 equal to 8ပြီးရင်နှစ်ဖက်စလုံးကိုနှစ်နှုတ်လိုက်မယ်နှစ်နှုတ်လိုက်တဲ့အခါကျတော့ဒီဘက်ကကြေသွားတော့ 2x ဟိုဘက်မှာက h - 2က6ပြီးရင်နှစ်ဖက်စလုံးကို2နဲ့စားလိုက်မယ် divide ပေါ့နော်2နဲ့စားလိုက်တဲ့အခါကျတော့ဒီဘက်က2တွေကလည်းကျေသွားမယ် x ကျန်မယ် equal to ဒီဘက်က3ကျန်မယ်တော့ x answer က3နောက်ထပ်တစ်မျိုးနဲ့တွက်ပြမယ်ဒီတစ်ခေါက်ကျတော့ဒီ bracket ထဲကို2ကိုဝင်မမြောက်ပဲနှစ်ဖက်စလုံးကို2နဲ့စားလိုက်မယ်အဲ့တော့2ကျေသွားမယ်ဒီဘက်က x + 1 bracket ဖြုတ်လိုက်မယ်ဒီဘက်မှာက4ပြီးနှစ်ဖက်စလုံးကိုနှုတ်တင်နှုတ်မယ်နှုတ်လိုက်တဲ့အခါကျတော့ x equal to 3ဒါပေမဲ့တွက်နည်းမတူ answer ကတော့အတူတူပါပဲရှင်နောက်တစ်ခုကသူကလေးတွေအမှားအများဆုံးလို့တက်တာမျိုးပေါ့နော်အခုဒီမှာ 2x + 8/2 ဆိုပြီးပေးထားတယ်ပေါ့အဲ့ဒါကိုဒီ2သွက်ချေလိုက်ရင်ဒါလုံးဝ x + 8ကျန်နေပေါ့နော်ဒါလုံးဝမှားပါတယ် extra မှာနော်အဲ့တော့မှားတယ်ဒါဆိုဘယ်လိုတွက်ရမလဲဒါဆိုရင်အမှန်လေးကိုတွက်ပြမယ်နော်အဲ့တော့ဒီမိကုန်းလေးကိုပြန်ရေးလိုက်မယ် 2x + 8/2 အဲ့တော့2ကိုခြေခြင်းနေဆိုလို့ရှိရင်ရှေ့က 2x + 8ထဲကနေ2ကိုဘုံထုတ်လိုက်တော့ပြောင်းရောက်သွားမယ် bracket နဲ့ x + 4အောက်က2အဲ့တော့မှဒီအပေါ်က2နဲ့အောက်က2ကခြေလို့ရပါမယ်အဲ့ဆိုဒီကပါရလဲဆို x + 4 तो simplify လုပ်ခိုင်းတဲ့အတွက်ကြောင့်ဒီလောက်ပဲ x တန်မှုရှာခိုင်းတာမဟုတ်တဲ့အတွက်ဒါအမှန်ပါเนาะအဲ့တော့မှားတတ်တာလေးကိုပြပြပေးတာဖြစ်ပါတယ်